ပြစ္ဆုတ်ပံဘောကချမ်းသာခြင်းတဲ့ဆိုရင်ပြည်စုံခြင်း၄မျိုးနဲ့ပြည်စုံရမယ်နော်ပြည်စုံခြင်းဆိုတမ္ပတာပေါ့နော်တမ္ပတာပြည်စုံခြင်းအဲ့ဒီတမ္ပတာတရား၄ပါးနဲ့ပြည်စုံရမယ်ဟုတ်လားအဲ့ဒီတမ္ပတာတရား၄ပါးကဘာလဲဆိုတော့ဥဋ္ဌာဏတမ္ပတာအာရခတမ္ပတာကလျာဏမိတ်တတမ္ပတာတမဇီဝိတတမ္ပတာတဲ့ပြည်စုံရမယ်နော်အရာဌာန၄မျိုးဟုတ်လားဥဋ္ဌာဏတမ္ပတာဆိုတာကလုံလဝရိယရှိရမယ်ကြိုးစားရမယ်အထောက်ရမယ်ဥစ္စာပစ္စည်းကိုရှာရမယ်ဖွေရမယ်ဘယ်လိုရှာဖွေရမလဲဆိုတဲ့နီလန်းကိုလည်းသိရမယ်အဲ့ဒီနီလန်းသိတဲ့အပိုင်းမှာအကျုံးဝင်တဲ့ဥဋ္ဌာဏတမ္ပတာတွေကိုနော်စီဝါရေးတစ်ခုကိုတကယ်လဲလုပ်ရမယ်လုပ်ရုံနဲ့မပြီးဘူးပါတော့လုပ်လဲလုပ်တတ်ရမယ်ပေါ့နော်အကြောင်းတရားကိုမြင်ရမယ်လို့မြတ်စွာဘုရားအဲ့ဒီထဲမှာတော့ထည့်ဟောတယ်ဒီအလုံးနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်ရင်ရမလဲဆိုတဲ့အကြောင်းတရားကိုမြင်ရမယ်ဟုတ်လားဥဋ္ဌာဏတမ္ပတာဆိုတာဟုတ်လားဘယ်လိုလုပ်ရင်စီဝါဖြစ်မလဲလို့သိတယ်သိပြီးတဲ့နောက်တကယ်လဲလုပ်တယ်အဲ့ဒါကိုဘာခေါ်တော့ဥဋ္ဌာဏတမ္ပတာဟုတ်လားနောက်အာရခတမ္ပတာဆိုတာကကိုရှာလို့ဖွေလို့ရထားတဲ့ဒီစီဝါဒီဥစ္စာဒီစည်းစိမ်ကိုမပျက်စီးအောင်စောင့်တက်ရစောင့်ရှောက်တက်ရနော်ဒီလိုထားလို့ရှိရင်မင်းကသိမ့်သွားနိုင်တယ်တခိုးတမရခိုးသွားနိုင်တယ်ဟာပျောက်ပြက်ပြက်ပြက်တွေဖြစ်သွားနိုင်တယ်မြင်ပြီးတော့မပျောက်ပြက်အောင်မပျက်စီးအောင်သူများမဖြစ်စီးအောင်နော်ဒါဟုတ်ပါတော့ထိမ့်ထိမ့်သိမ့်သိမ့်စောင့်ရှောက်တက်ရမယ်ကာကွယ်တက်ရမယ်အဲ့ဒီအရေးချင်းလည်းရှိရမယ်နော်ရှာတဲ့ယုံနဲ့မရဘူးမပျက်စီးအောင်လည်းပဲကာကွယ်တက်ရမယ်ဒါဟုတ်ပါခေါ်တော့အာရခတမ္ပတာတဲ့ဟုတ်လားနောက်တစ်ခုကကလျာဏမိတ်တတမ္ပတာတဲ့မိကောင်းဆွေကောင်းနဲ့လည်းပြည့်စုံရမယ်တဲ့အဲ့ဒီဘဝချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်အဲ့မိကောင်းဆွေကောင်းနဲ့ပြည့်စုံရမယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားဘယ်လိုလေးဟောထားတော့ဆိုတော့တီလာရှိတဲ့လူနော်ပထမတရားတရားရှိတဲ့လူယုံကြည်မှုရှိတဲ့လူနဲ့ပေါင်းရမယ်နော်ကိုချင်းတရားကောင်းတဲ့တီလာရှိတဲ့လူနဲ့ပေါင်းရမယ်နောက်မနှမျောတဲ့စာကစွန့်လွတ်နိုင်တဲ့ပုဂ္ဂိုလ်နဲ့ပေါင်းရမယ်ပညာဘဝခန္ဓာအကြောင်းကိုသိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းရမယ်ဟောဒီ၄ချက်ကိုမှတ်ထားပြီးရင်ဒီ၄ချက်ပြန်လာအောင်ပါဟုတ်လားတတ္တာသီလစာကပညာနော်ဒီလိုတရားတရားနဲ့ပြည့်စုံတဲ့ကိုချင်းသီလနဲ့ပြည့်စုံတဲ့စွန့်လွတ်မှုနဲ့ပြည့်စုံတဲ့သိမြင်နားလည်မှုနဲ့ပြည့်စုံတဲ့လူနဲ့ပေါင်းရမယ်ပေါင်းရုံနဲ့မရဘူးတဲ့သူ့ကိုအတုလိုက်ပြီးတော့ကိုလည်းပဲတရားတရားရှိအောင်သီလရှိအောင်စွန့်လွတ်နိုင်အောင်သိမြင်နားလည်အောင်လည်းကြိုးပမ်းအထောက်ရမယ်အလွန်ပြည့်စုံတဲ့ဘုံဘုံဟုတ်လားဒီပြောတာလေမြတ်စွာဘုရားပြောတာလေနော်ကလျာဏမိတ်တတမ္ပတာဆိုတာနော်အည်အသွေးရှိတဲ့မိတ်ဆွေနဲ့ပေါင်းပြီးတော့ကိုယ်တိုင်လည်းအည်အသွေးရှိအောင်သူ့ကိုအမိပြုပြီးတော့ကြိုးပမ်းအထောက်နိုင်ရမယ်ဒါ၃ခုမြောက်ပြည့်စုံရမယ်အကြောင်းတရားပါနော်နောက်တမဇီဝိတတမ္ပတာတဲ့ဒါကပါတော့အသက်မွေးဝမ်းကြောင်းမှုပြုတဲ့နေရာမှာမျှတအောင်အသက်မွေးတတ်ရမယ်ပို့ပြီးတော့ရှင်းအောင်ပြောရလို့ရှိရင်ဝင်ငွေနဲ့ထွက်ငွေကိုနော်မျှတအောင်စီစစ်ပြီးတော့သုံးစွဲတတ်ရမယ်နော်ကိုရှာနိုင်တာထက်ပို့ပြီးတော့ကိုသုံးတာမများစေရဘူးကိုရှာနိုင်တာထက်ပို့ပြီးတော့ကိုသုံးတာနည်းရမယ်ဒါမှသာလေ तू ကအဖတ်တင်မှာပေါ့နော်အဲ့ဒါကိုမြတ်စွာဘုရား